အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ကွန်ဂျာလာလို့ခေါ်တယ်2010ကနေ2021အထိမြန်မာနိုင်ငံမှာပညာရေးနဲ့ကျန်းမာရေးတွေကိုတက်တက်ကြွနဲ့လှုပ်ဆောင်ခဲ့တဲ့လူငယ်တယောက်ဖြစ်ပါတယ်ရန်ကုန်မြို့မှာအဓိကနေဖြစ်တယ်ဇာတိကတော့မြကြီးနာပါဒါမဲ့မြန်မာပြည်အနှံ့မှာနေခဲ့ပူပါတယ်ရခိုင်ပြည်မွန်ပြည်နယ်အညာရွှေဘိုပေါ့နော်တောင်ကြီးအဲဒီလိုနေရာတွေမှာနေခဲ့ပါတယ်အခုတော့အမေရိကန်နိုင်ငံမှာမိသားစုနဲ့တူနေပါတယ်ကျွန်တော်ကတော့အခုဒီ One Lab Podcast မှာပါဝင်ခွင့်ရတဲ့အတွက်အရန်ကိုဝမ်းသာမိပါတယ်ပေါ့နော်အဲ့တော့ဒီ One Lab Podcast ကိုစတင်ဖို့အတွက်အကာပေါ့နော်အကာစပြီးတော့အချက်အညံ့နေပြောလာတဲ့အချိန်မှာတော်တော်ကိုတက်ကြွဖြစ်မိတယ်ပေါ့နော်သူ့ရဲ့ဒီဇက်လန်ပေါ့နော်story ကိုလည်းတော်တော်ကိုသဘောကျမိတယ် One Lab ဆိုတာကဒီလေငယ်ပေါ့ကွာဒီတဝဲပိတ်တဝဲဘက်မှာမြန်မာပြည်ရဲ့ဒီတောင်ပိုင်းအစွန်ဆုံးမှာရှိတဲ့ဒီလူမျိုးတွေရဲ့ဒီဆက်လီကိုလေပေါ့နော်ငါးဖမ်းလေဒါတွေကိုခေါ်တဲ့ဒီစကလုံးဖြစ်တယ်ဆိုတော့ကြားရတဲ့အတွက်ကြောင့်လည်းဒါမိုက်ရပေါ့နော်ဒါဆိုဘူးပေါ့အဲ့တော့ဒီ podcast ရဲ့ကိုကူညီဖြစ်တဲ့အကြောင်းရင်းကလည်းဒီနေ့လက်ရှိမြန်မာပြည်မှာဒီကိုရီးယားဒီမကြားနိုင်တဲ့ဇလန်းတွေပုံပြင်တွေပေါ့နော်အဖြစ်အပျက်တွေဒီနေ့အများကြီးပဲပေါ့နော်အဲ့တော့ဒီအာကာဆိုရင်လည်း2021အထိကျွန်တော်တို့တူရန်ကုန်မှာတွေ့တယ်လက်မတွေ့တယ်လက်ပေါ့နော်သူနဲ့တူ2014-15မှာကျောင်းတူတက်ခဲ့တယ် social science ဆိုတဲ့ကျောင်းပေါ့နော်ဒီရန်ကုန်မှာဖွင့်ခဲ့တယ်အခုတော့တို့တောင်ကြီးမှာဖွင့်နေပေါ့နော်အဲ့တော့အဓိကတော့လူငယ်တွေပညာရေးကိုပေါ်မှာဘယ်လိုမျိုးပြင်ပြောင်းလဲမလဲအဲ့တော့မြန်မာပြည်ရဲ့ပညာရေးချိန်တွေကျန်းမာရေးချိန်တွေကတော်တော်ကိုနှိမ့်ကျနေတဲ့အချိန်မှာဒီလူငယ်တွေအနေနဲ့နိုင်ငံတကာအဆင့်မီတဲ့ပညာရေးတွေကိုဘယ်လိုလက်လန်းမလဲဆိုတဲ့ဟာမျိုးတွေကိုပြုလုပ်နေတဲ့အချိန်ပေါ့နော်အဲ့တော့2021ဒီအရေးခင်းကာလလည်းဖြစ်ရောသူကဒီနိုင်ငံရေးမှုနဲ့ဒီဖန်ခံလိုက်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီဖန်ခံလိုက်ရတဲ့အချိန်မှာလည်းကျွန်တော်ရှိပါတယ်ရန်ကုန်မှာပေါ့နော်အဲ့တော့သူတို့ရဲ့သတင်းတွေကြားတယ်အဲ့တော့ဒီ2023မှာသူတို့လွတ်လာလဲဆိုပြီးတော့ကျွန်တော်အမေရိကရောက်တဲ့အချိန်မှာသတင်းပြန်ကြတော့တော်တော်ကိုဝမ်းသာရတယ်ပေါ့နော်အဲ့တော့ဒီသူတို့ဖြတ်ကျော်ခဲ့ရတဲ့အတွေ့အကြုံတွေသူတို့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုဒီနေ့ပြောတင်တယ်ဟုတ်လားတခြားလူတွေကိုမျှဝေတင်တယ်ဆိုပြီးတော့ဒါထင်လို့ပေါ့နော်အဲ့တော့ဒီ podcast မှာပါရတဲ့ရွေးချက်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့သူတို့ရဲ့အကြောင်းလေးတွေကိုမေးမယ်သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေသူတို့ဖြတ်တန်းခဲ့တဲ့အဖြစ်အပျက်တွေကိုအများလုံးသိအောင်ပြောပြမယ်နောက်ပြီးတော့ကျွန်တော်ရဲ့ဖြတ်တန်းခဲ့တဲ့တွေ့ကြုံတွေကိုရှင်းပြီးတော့နိုင်ရှင်းပြီးတော့မြန်မာနိုင်ငံရဲ့လူငယ်ရေးရာကဏ္ဍပညာရေးရာကဏ္ဍပေါ့နော်နောက်ပြီးတော့သူတို့ဖြစ်ကတော့ကျွန်တော်တို့ရခိုင်မှာနည်းနည်းလောက်နေခဲ့တဲ့သူတို့2019-18ပေါ့နော်ဒီပြဿနာတွေအများကြီးဖြစ်ခဲ့တဲ့အချိန်မှာနေခဲ့တဲ့အတွက်ကြောင့်မလို့ရခိုင်ပြည်အရေးတွေကိုကျွန်တော်ရဲ့အတွေ့အကြုံနဲ့ရှင်းပြီးတော့မျှဝေတော့မှာဖြစ်ပါတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်မြန်မာပြည်မှာဆိုရင်အများကြီးဒီနေဘူးတဲ့ခီးထွက်ဘူးတဲ့နေရာအနှံ့ပေါ့နော်ကျွန်တော်မရောက်ဘူးတာဆိုလို့တင်းတိုင်းတိုင်းတိုင်းပဲရှိတယ်ပေါ့နော်အားလုံးကိုကျွန်တော်အများကြီးရောက်ဘူးတဲ့နေလဲနေဘူးတဲ့အဲ့တော့မြန်မာပြည်ရဲ့လူမှုကဏ္ဍဝါပေါ့နော်ဒါတွေကိုကျွန်တော်ရဲ့အတွေ့အကြုံနဲ့ရှင်းပြီးတော့အကြောင်းအရာတွေကိုတင်ဆက်ပြတော့မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီ One Lab Podcast ကိုပါဝင်ခွင့်ရတဲ့အတွက်ကြောင့်မလို့ကျေးဇူးအရင်ပဲဝမ်းသာမိတယ်အဲ့တော့အားလုံးကိုလည်းဒီမြန်မာပြည်ရဲ့လူငယ်တွေအရေးကိုစိတ်ဝင်စားပြီးတော့ဒီသူတို့ဖြတ်တန်းခဲ့တဲ့ဖြစ်ပျက်လေးတွေကိုနားထောင်ပေးစေချင်ပါတယ်အားလုံးကိုကျေးဇူးပါ